ဖုံးပြတ်သွားလဲဗီဒီယိုနဲ့ပုံတွေပြတ်မသွားရအောင် Google Device သုံးနည်း Play Store ထဲဝင်ပြီး Device လို့ရေးပါ Install လုပ်ပါဗီဒီယိုနဲ့ပုံတွေရောမနေစေဖို့ folder တစ်ခုတည်ဆောက်မယ် folder ကိုနှိပ်ပြီးဗီဒီယိုလို့ရေးလိုက်မယ်ဒါဆိုဗီဒီယို folder ကိုနှိပ်ပါဗီဒီယိုတွေသိမ်းဖို့အတွက်အပေါင်းပုံလေးကိုနှိပ်ပေးပါ upload ကိုနှိပ်ပါဗီဒီယိုတစ်ခုရွေးလိုက်မယ်အပေါ်က upload ကိုနှိပ်ပါဒါဆိုရင်သိမ်းပြီးသွားပါပြီရမရပြန်ဖွင့်ကြည့်ပါမယ်โอเคဒါဆိုနောက်ထပ်ပုံတွေသိမ်းဖို့ပတ်ဆုပ်ပြီးဓာတ်ပုံ folder တစ်ခုတည်ဆောက်မယ်ဓာတ်ပုံတွေကိုခုနကအတိုင်းသိမ်းမယ်အားလုံးအဆင်ပြေပါစေဗျာမရသေးရင်ကွန်မန့်မှာရေးခဲ့ပါ